တိတာကြီးတာယာဝရီခရိုင်လူထုချေမှုဘိုဌာနတွင်အတာတင်းကြံအကြောင်းတီကောင်းဆရာအသိပညာပေးတော်ရှို့ကိုဧပြီလ29ရက်နေ့ညနေ3နာရီကကျင်းပခဲ့ရာခရိုင်ပြဆက်ရုံမှဦးစီးရရှိဒေါ်ဤအောင်နှင့်စာရေးဆရာမိုးတဲအောင်ပန်းမြေတို့ကယခုလိုဆွေးနွေးခဲ့ကြပါတယ်ရှင်မင်္ဂလာပါဆရာရှင်မင်္ဂလာပါခင်ဗျာဟုတ်ကဲ့ပါဆရာရှင်တကြံရဲ့အဓိပ္ပာယ်နဲ့တကြံရဲ့အနှစ်သာရတကြံပွဲစတင်ကျင်းပခဲ့တဲ့ကာလနဲ့ရှေးမင်းတွေလက်ထက်တကြံပွဲကျင်းပပုံတွေကိုဆွေးနွေးပြပါအောင်ဆရာရှင်ဟုတ်ကဲ့ခင်ဗျာတင်းညာဆိုတာကတင်္ကတဆိုတဲ့ဒီပါရိယာနေပြီးတော့မှဆင်းသက်လာတဲ့စကားလုံးပေါ့နော်အဓိပ္ပာယ်အရဆိုလို့ရှိရင်တော့ကုပြောင်းခြင်းလို့အဓိပ္ပာယ်ရတယ်အဲ့တော့နှစ်ဟောင်းကအငြိကြီးတွေကိုနှစ်တစ်ကိုပါမတော့အောင်လို့ဒါစေကျော်တတ်ဆင်တယ်လို့အဓိပ္ပာယ်ဆိုနေတာပေါ့တင်းညာကိုဒီနေ့ရှာရှာဘယ်ခေတ်မှာစတင်ကျင်းပခဲ့တယ်ဆိုလို့ရှိရင်ပကံခေတ်လို့ဆိုအောင်ဘာဖြစ်လို့ဒီလိုအကြောင်းအရာကိုပြောရခြင်းကအထောက်အထားရှိတယ်တက္ကရာ653ခုနှစ်မှာရေးထိုးခဲ့တယ်စောလောင်ဝင်ကြောက်စာအရာပေါ့ဆိုလို့ရှိရင်ဒါမြန်မာယဉ်ကျေးမှုမှာတင်းညာဆိုတာရိုးရာဓာတ်မဲ့ပွဲတော်ဖြစ်ကျင်းပခဲ့တာနှစ်ပေါင်း900ရှိပြီဖြစ်ပါတယ်အဲ့တော့တင်းညာဟာမြန်မာဆိုတာနဲ့ခုနကတင်းညာဆိုတာတသားတယ်ဒီအရှိတောင်အာရှမှာဆိုလို့ရှိရင်ထိုင်းတို့ကမ္ဘောဒီးယားတို့မြန်မာတို့တော့ဒါထထရှားရှားကျင်းပပါတယ်ဆရာဟုတ်ကဲ့ပါဆရာရှင်မြန်မာအတာတကြံကို UNESCO ရဲ့ Drama ယဉ်ကျေးမှုအမွေအနှစ်အဖြစ်သတ်မှတ်ခံရတဲ့နဲ့ပတ်သက်လို့ Drama ယဉ်ကျေးမှုရဲ့အဓိပ္ပာယ်နဲ့ကမ္ဘာအမွေအနှစ်စာရင်းဝင်ဖြစ်ပေါ်လာပုံလေးကိုအားလုံးသိရအောင်ပြည့်ပြည့်စုံစုံလေးဆွေးနွေးပြပါအောင်ဆရာရှင်ဟုတ်ကဲ့ခင်ဗျာသူကဒီယဉ်ကျေးမှုဆိုတာကတော့ကျွန်တော်တို့နေရာဒေသအလိုက်ပေါ့နော်သူတို့ရဲ့ရိုးရာဒီအစဉ်အဆက်ယုံကြည်မှုကိုးကွယ်မှုဒီလိုအခြေအနေတွေနဲ့တိုက်ရိုက်ဆက်နွယ်နေတာဖြစ်ပါတယ်ဒါမြန်မာတွေအနေနဲ့ကတော့ဒီတင်းညာပွဲဆိုတာမြန်မာဆိုတာနဲ့ခုနကဆိုခဲ့တဲ့အတိုင်းတင်းညာဆိုတာတသားလေးဖြစ်တယ်အဲ့တော့ကဒီပြရုပ်ကိုဒီဓာတ်မဲ့ယဉ်ကျေးမှုခေါ်တာပေါ့ဓာတ်မဲ့ယဉ်ကျေးမှုဆိုတာကခုနကလိုကိုင်းတွဲကြည့်လို့တော့မရဘူးဒါပဲနဲ့ရိုးရာအစဉ်အလာဖြစ်ပေါ့မျိုးဆက်တစ်ဆက်ကနေတစ်ဆက်လက်ဆင့်ကမ်းပြီးတော့ထိမ့်သိမ့်တဲ့အရာမျိုးတွေမှန်သမျှကိုဓာတ်မဲ့ယဉ်ကျေးမှုလို့ခေါ်တာပေါ့အဲ့တော့ဒီကြောင်းတစ်ခါတည်းတရားတပုတ်ဆန်ပုံသဏ္ဍာန်မျိုးစုံခြားနာနေပင်မဲ့သူတို့ရဲ့လူမျိုးသူတို့ရဲ့ယဉ်ကျေးမှုသူတို့ကိုးကွယ်မှုနဲ့တိုက်ရိုက်အချိုးကျတဲ့ဘွဲတော်များဆိုနိုင်ပါတယ်အဲ့တော့ကတင်းညာဆိုတာနဲ့တခါတည်းခုနကတကြီးပူဇော်ပွဲတို့ကျွန်တော်တို့ဒီဘာသာရေးနဲ့ပတ်သက်လို့လဲသူတို့ယုံကြည်တဲ့အတိုင်းပေါ့ဒါဒီလိုအချိန်ကောင်းအခါကောင်းမှာကျင်းပကြတယ်ဒါဆောင်ရွက်ကြတယ်အဲ့တော့ဓာတ်မဲ့ယဉ်ကျေးမှုအဖြစ်ဒါမြန်မာတင်းညာအဖြစ်ကတော့2024ဒီဇင်ဘာ9ရက်မှာကမ္ဘာဒါကုလသမဂ္ဂယဉ်ကျေးမှုဌာနရဲ့ UNESCO ကအတိအမှတ်ပြုတဲ့တရားဝင်ရက်တရက်ဖြစ်တတ်မှတ်နိုင်ခဲ့တာဒါမြန်မာတွေအတွက်တော့အင်မတန်ဂုဏ်ယူစရာကောင်းတဲ့အချက်ဖြစ်ပါတယ်ဟုတ်ကဲ့ပါဆရာရှင်မြန်မာတို့ရဲ့အတာတကြံကိုကမ္ဘာအမွေအနှစ်စာရင်းဝင်အဖြစ်သတ်မှတ်ခံရတာနဲ့ပတ်သက်လို့ကန့်သက်ထားတဲ့သတိပြုစရာချက်တွေကိုရှိပါသလားဆရာရှင်ရှိတာပေါ့ဆရာမရဲ့ဒါခုနကဆိုခဲ့တဲ့အတိုင်းပေါ့ယဉ်ကျေးမှုဆိုတာလူမျိုးတစ်မျိုးကိုကိုစားပြုတဲ့ဆိုတော့ကဒီလိုကျင်းပပုံတွေနဲ့ပတ်သက်လို့ကိုယဉ်ကျေးမှုကိုမထိမ့်သိမ်းလို့ရှိရင်ကိုနဲ့ယဉ်ကျေးမှုမတူတဲ့လူတွေရဲ့ခုနကမျိုးမျက်လုံးသပင်ဝေးစုပေါ့မလျော်တာတွေခုနမကောင်းတာတွေဒီလိုအနေအထားမျိုးတွေပေါ့ကိုယဉ်ကျေးမှုကိုပုံဖော်တဲ့နေရာမှာအမတန်ရိုးရှင်းဖို့ရိုးသားဖို့လိုတာပေါ့အဲ့တော့ကတင်းညာဆိုတဲ့ခုနကပြရုပ်ဆိုလို့ရှိရင်ဒါနှစ်ဦးရဲ့အစဆိုလို့ရှိရင်မင်္ဂလာယူရမယ်ကာလာပဲမြန်မာတွေတလေထုံးတန်းဆင်လာရဒီလိုကာလမှာစိတ်ကောင်းစေတနာကောင်းလေးတွေထားရမယ်နောက်ပြီးဒီတင်းညာဘွဲကိုကျင်းပတဲ့အခါလဲခုနကမူရတောက်စားတာတို့တယောက်နဲ့တယောက်ပျော်ရွှင်မှုလူဆိုတာအပျော်လွန်ရင်အပြတ်ဖြစ်တတ်တယ်အဲ့တော့ကဒါမျိုးလေးတွေလည်းထိန်းသိမ်းဒါကျွန်တော်တို့ဒီတတိလေးတွေကပြီးကျင်းပနိုင်မယ်လူကြီးသူမတွေရှေ့ခေတ်ကလုပ်ခဲ့တဲ့ယဉ်ကျေးမှုအမွေအနှစ်လက်ဆင့်ကမ်းမှုကိုလည်းကိုဒီကြောင့်မပြောက်ပြက်အောင်ဒါဘယ်လိုတိမ်းဆောင်ပြီးတော့မှအပြင်ခုနကဘေးလမ်းလွဲမသွားအောင်ထိမ့်သိမ့်တတ်ခြင်းဟာဒါမြန်မာတင်းညာကိုပုံဖော်တဲ့နေရာမှာအင်ပဒံအရေးကြီးတဲ့အကြောင်းအရာချင်းအများဖြစ်ပါတယ်ဆရာမဟုတ်ကဲ့ပါဆရာရှင်ခုလိုမျိုးသိပညာမျှဝေပေးတဲ့အတွက်ဆရာကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်ဟုတ်ကဲ့ခင်ဗျာကျွန်တော်တို့အနေနဲ့လည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာတ
အဆိုပါတော်ရှော့ဆွေးနွေးမှုတို့ကို Surety Page တွင်လွှင့်တင်ဆောင်ရွက်ထားကြောင်းသိရပါတယ်ရှင်။